single ngenge ligaya long khele balaw tong o ngenge ligayaတော့သဘောကျခဲ့တယ်လှုပ်ဖြစ်တာကလွန်ခဲ့တဲ့15နှစ်လောက်ကပေါ့နော်စာလှုပ်ဖြစ်ခဲ့တယ်လှုပ်ဖြစ်တယ်ဆိုတာလည်းနည်းနည်းပါးပါးပေါ့နော်ဟိုဆွဲတီးလေးတွေပါလေးတွေအဲ့လောက်ပဲစာလှုပ်ဖြစ်တယ်နောက်ပြီးတော့ဟိုပကြီးလဲဆွဲနေတယ်နောက်အိမ်မှုကိစ္စလည်းလုပ်ရတော့လေဟိုဟာပေါ့နော်ခဏနားလိုက်တယ်နားလိုက်ပြီးတော့မှအခုမှဒီနှစ်ထဲမှာပေါ့နော်ဒီ2025ခုနှစ်ထဲမှာပြန်လုပ်ဖြစ်တယ်ဟိုကိုကလေဆွဲလေးတွေဝင်နေကြတဲ့နှစ်တက်ခဲ့တယ်အဲ့ဒါကြောင့်မို့ရွယ်ဆွဲလေးတွေဖန်တီးဖြစ်မယ်ဆိုပြီးတော့အဲ့လိုမျိုးဟိုဖန်တီးမယ်ဆိုပြီးတော့ဖန်တီးဖြစ်တယ်ပေါ့နော်အေးနောက်ခါကျတော့လေဆွဲလေးတွေကိုကရုပ်ထုလေးတွေမှာဆွဲပေးချင်တယ်အေးခါကျတော့ရုပ်ထုလေးတွေပေါ့နော်ပပုတ်လေးတွေဟိုလူကားပပုတ်လေးတွေပေါ့နော်အေးအဲ့လိုမျိုးလုပ်ဖြစ်ပြီးတော့မှလေဆွဲလေးတွေကိုတီထွင်ဖန်တီးပြီးတော့ဆွဲပေးဖြစ်တယ်အဲ့ဒီရုပ်ထုလေးတွေကိုဘယ်လိုလုပ်ဖြစ်လဲဆိုတော့ပလတ်စတာနဲ့အရင်ဆုံးမိုးလောင်းနဲ့မိုးကဘီလက်မြင်နဲ့လောင်းလိုက်တယ်ဒီလက်လူအချိုးစားအတိုင်းပေါ့နော်ဘီလက်မြင်နဲ့လောင်းလိုက်တယ်လောင်းပြီးတော့မှပလတ်စတာကိုဖြော်ပြီးတော့မှအဲ့ဒီမိုးမှာလောင်းချလိုက်တယ်လောင်းချပြီးတော့နည်းနည်း6ခန်းကြာရင်ခွာလိုက်တယ်ခွာပြီးတော့မှအဲ့ဒီဟိုအယုတ်ကိုနည်းနည်း6ခန်းဖမ်းပြီးတော့မှအခွိုင်းနဲ့အရင်အကျန်းတုပ်လိုက်တယ်တုပ်ပြီးတဲ့ခါကျမှလိုင်းလေးတွေကိုချစ်ပြီးတော့ဟိုပုံဖော်လိုက်တာပေါ့နော်လိုင်းလေးတွေကိုပုံဖော်လိုက်တယ်ပုံဖော်ပြီးတော့မှအဆင်ပြေသွားပြီဆိုမှခွိုင်းလေးနဲ့စုပ်တန်နဲ့တုပ်တာကိုကြိုက်တဲ့အရာကိုတုပ်လိုက်တာပေါ့နော်အရာတွေကတော့အမျိုးမျိုးပေါ့နော်ဟိုလူအမျိုးမျိုးရှိတယ်ပေါ့နော်အဲ့ဒီလူအမျိုးမျိုးမှာအသားရောင်နဲ့အမျိုးမျိုး꿰တယ်အဲ့ဒါကြောင့်အရာလေးတွေ꿰ဟိုဟာဖြစ်တာပေါ့နော်အရာလေးတွေမတူအောင်လုပ်ဖြစ်တယ်နောက်တော့ကိုကလေငယ်ကလေးကဟိုဘယ်လိုပြောရမလဲနင်းတက်တွေကိုနင်းတက်တော်လူရန်တို့လူမီတို့ပေါ့နော်အဲ့ဒါလေးတွေသဘောကျတဲ့အတွက်သူတို့စတိုင်ကိုယူပြီးတော့လုပ်ချင်စိတ်ခဲရတယ်အဲ့ဒါနဲ့သူတို့စတိုင်ကိုယူပြီးတော့သူတို့ဆွဲနေကြပုံစံလေးတွေဗာလေးတွေကိုကိုကစမ်းတက်ပြီးထွင်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့ဆွဲပေးဖြစ်တယ်